တာလည်းမဟုတ်ဘူးနည်းနည်းအဲ့လိုတရားကြိုက်နေပြီးတာဘောနော်အင်္ဂလိပ်မှာအတန်တနာယောက်ျားလေးအတန်တတာသမီးတဲ့အဲ့ဒါကျမလည်းရှိသမီးဟိုတဲ့ကျွန်တော်တဲ့သမီးဟိုတဲ့ပုံပြင်သပုတ်နေတဲ့ဥပမာတစ်ခုနဲ့တော့ခရရဲ့ဘုံတော်နဲ့စာတန်ရဲ့ဘုံတော်ဘယ်လောက်ထိကွာလဲဆိုတာကိုသမီးကိုပြောပြမယ်အဲ့ဒါနဲ့ကျမလည်းပြောပြလေတော့ကျမသိချင်လားဆိုသိချင်တယ်ဗောနော်အဲ့ဒါ तू ကဘာပြောလဲဆိုတော့ပြောမယ်လို့တနည်းသူပြောတာရှိတော့ကားတဲ့ဟိုဘယ်လိုပြောမလဲဖယားနဲ့စာတန်နဲ့တဲ့သူပုံတန်းဆော့ကြတယ်လို့ကျမအဲ့လိုမျိုးပုံပြင်လိုမျိုးလေကျမအဲ့လိုပြောလိုက်တော့ကျမအဲ့ဒီအဖြစ်ပြက်ထဲမှာကျမရောက်သွားတယ်အဲ့ဒီအဖြစ်ပြက်ထဲမှာရောက်သွားပြီးမှကျမကမလဲကောင်းကင်ဘုံလိုမျိုးလေဖယားဒီကျမပြောတဲ့ခါကျတော့ခမေးတော်ဖယားပေါ့နော်ထာဝရဖယားထိုင်နေတဲ့ထာဝရဖယားအဲ့ဒီလိုမျိုးဘယ်လိုပြောမလဲဒီကလထိုင်လိုမျိုးမှာတော့ထိုင်နေတယ်အရာကဒါပေမဲ့သူ့မျက်နှာကိုမပြဘူးကျွန်တော်ဒါပေမဲ့သူ့ထိုင်နေဆိုတော့ကျွန်မသိတယ်ကျွန်မသူ့အနားမှာအဲ့လိုမျိုးထိုင်တာကျွန်မတို့အကုန်လုံးအောက်မှာထိုင်တာကောင်းကင်ကမန်ဒီရောပြီးတော့အဲ့ဒီမှာဒီမှာဖယားထိုင်ပြီးမှဒီစာတန်နဲ့အခွေကလာတယ်လာပြီးတော့ဖယားစီမှာတို့လာပြီးဖစားတာပေါ့နော်ဖစားတော့စာတန်ကဖယားကိုစိတ်ပေါ်လာတယ်ဖယားကိုစိတ်ပေါ်ပြီးမှစာတန်ကတူပုံတန်းဆော့ရအောင်လေဖယားကိုအဲ့နဲ့တွေ့တဲ့လူတွေ့တဲ့လူမတွေ့တဲ့လူအရှုံးပေါ့နော်အဲ့လိုမျိုးဆော့ရအောင်လို့ပြောတော့ဖယားကဒါဆိုရင်စိတ်လိုက်လေးတဲ့ဆော့မယ်လေတဲ့အဲ့နဲ့ဘယ်သူရင်စမလဲဆိုတော့ဖယားကနေကစာတန်နေကနေအရင်ပုံးလိုက်ငါအရင်ရှာမယ်အဲ့နဲ့အဆူတော့တဲ့စာတန်ဖယားရဲ့ဒီမျက်လုံးတွေကိုတဲ့အဲ့လိုစီးပြီးကြအောင်လို့အဲ့လိုပြောတာလေအဲ့နဲ့ YPC ပြီးလိုက်တော့ကျမတို့ကဖယားဖက်ဆိုတော့သူကကျမတို့စိတ်မချဘူးစာတန်နင်တို့လောက်တာကစိတ်မချဘူးသူ့တပည့်လေသူ့ရဲ့အပေါင်းပါတီဖယားရဲ့မျက်စိကိုအဲ့လိုမျိုးစီးပြီးတာအဲ့လိုလက်အဲ့လိုမျိုးဖုံးပြီးလိုက်တော့ဖုံးကြဆန်းဆိုသူအဲ့လိုမျိုးဖုံးတာအဲ့ဖုံးပြီးတော့သူကပုံးတာစာတန်ကပုံးတဲ့ခါကျတော့ကဲအစာသားငါကူးပြီးတဲ့အဲ့နဲ့သူ့တပည့်တွေကဖယားရဲ့မျက်စိအဲ့လိုမျိုးကိုကွယ်ပြီးတော့အဲ့လိုမျိုးလွတ်ပြီးလိုက်တော့ဖယားကကူးပြီးလားစာသားဒီဆိုကူးပြီးတဲ့တကယ်တော့ဆိုပြီးတကယ်တဲ့အဲ့ဒါလေဖယားကသူ့ထိုင်ခုံကနေလေထိုင်ခုံကနေတောင်မထားပဲလေသူ့လက်ကိုလေအဲ့လိုမျိုးညီချစ်အဲ့လိုကြည့်လိုက်တော့သမုတ်တရားထဲမှာလေကျမတို့ကိုပြတယ်သမုတ်တရားသူပြီးထိုးတယ်ပေါ့သမုတ်တရားရဟိုးအောက်ဆုံးမှာပုံးကြအမောက်ထဲမှာအောက်ဆုံးမှာပုံးတာစားတယ်အဲ့တော့ဖယားလိုမျိုးကြည့်လို့ရှင်းရှင်းလေးတွေ့သွားတယ်သူကလေအဲ့လိုမျိုးနိုင်ဒီမှာအမီဒီရီဘဝဲလိုမျိုးပေါ်နေတာအမီကအဲ့လိုမျိုးပေါ်တယ်ဖယားအဲ့ဒီအမီကနေတိုင်ပြီးနေဒီမှာအဲ့ဒါနဲ့သူဒီလိုထိုင်တာသူထိုင်ကုန်တယ်ဒီမှာတဲ့နေငါတွေ့ပြီဆိုတော့ဇာတာအဲ့မှာတွဲလောင်းနဲ့ပါလာတယ်အဲ့ဒါဖယားကဖောက်ဆိုချလိုက်တယ်အဲ့ဒါဇာတာပူတော့တဲ့တပိတော့ခူးကြည့်တယ်ဆိုပြီးပြောတယ်မကြည့်ဘူးတဲ့ဖယားငါမျိုးမကြည့်ဘူးတဲ့ငါမျက်လုံးကိုစီးပြီးတာနင်းတပည့်ဒီပဲမဟုတ်ဘူးလားလို့အဲ့လိုပြောတယ်အဲ့ဒါ तू မမြင်နိုင်တော့ဒါဆိုရင်တဲ့အခုတဲ့ပူတော်မြတ်ပုံတော့တဲ့ဇာတာအဲ့လိုပြောတယ်ဖယားကိုလေဒါတော့ပြန်ပုံတော့တယ်အဲ့ဖယားဟုတ်ပြီတဲ့ငါပုံမဲတဲ့အဲ့နဲ့ကျမကလည်းကူတော့လို့ခုနကတော့ငါတော့စာတန်ပုံတော့ကူတော့မျိုးလုံးကိုကျမတို့အကုန်လုံးဖုတ်ပြီးတယ်စာတဲမျိုးလုံးကိုလည်းဖုတ်ပြီးတယ်မဟုတ်လားလို့ပြောတော့ဖယားကလူပါဦးတဲ့သူဖုတ်အတူတူပါတဲ့ဒါပေမဲ့ကျမတို့မကြည့်လက်ဘူးလေအဲ့နဲ့အတူမျိုးလုံးလည်းစီးပြရမှာဘောလို့အဲ့နဲ့စာတန်မျိုးစီးပြစရာမလိုဘူးတဲ့ငါတပည့်လေးရှိတယ်သူ့တပည့်လေးသူ့ဖက်ပါတယ်ဟာဒီဘောနော်သူ့တပည့်လေးကစီးပြတာမျိုးလုံးကိုဘယ်လိုစီးပြလဲအဲ့လိုစီးပြတာဖယားတော့ကျတော့အဲ့လိုမျိုးပိတ်ပြီးစီးပြတာလေသူကျတော့အဲ့လိုမျိုးစီးပြတာလေအဲ့ဒါကျမကလည်းဖယားဘယ်မှာပုံလဲဆိုတာအားစိတ်ဝင်စားတာအဲ့ဒါဖယားပဲအဲ့လိုကြည့်တယ်ကြည့်နေဖယားမရှိတော့ဘူးအဲ့ဘေးတော့ဘယ်ရောက်သွားလဲမသိဘူးဆိုပြီးကျမတွေးနေတာလေတွေးနေတဲ့ချိန်မှာဖယားစာတန်ရဲ့ငါ့ကိုရှာတော့ကူးပြီးတဲ့ငါ့ကိုရှာတော့တဲ့အဲ့သူတပည့်လည်းအဲ့လိုလုပ်ထားတာဟုတ်စာတန်လည်းသူ့ပဲကြည့်နေတာကျမလည်းဖယားကိုကြည့်တယ်ဖယားရဲ့သားတော်ကြီးလေအများကြီးဒီကောင်းကင်တမန်ကြီးလေဖယားကိုကြည့်ရင်လည်းဘယ်သူမှဖယားရှိတဲ့နေရာမှာမသိဘူးလုံးဝမသိဘူးအဲ့ဒါနဲ့လို့ဖယားမရှိတော့ကျမဖယားဘယ်မှာပုံလည်းမသိတော့ငါအကြည့်ရင်လည်းမြင်ပါလားဘောနော်အဲ့ဒါစာသားရမှာဆိုသူကကြည့်နေတာမမြင်ဘူးအဲ့ဒါ
ရှာတယ်စာသားလည်းထွက်ပြီးမှလေဟိုဘက်မှာရှာလိုက်ဒီဘက်မှာရှာလိုက်သမုတ်တရားအောက်ကိုရှာလိုက်ကျမတို့လေအကုန်လုံးပြက်နေဒီစစ်ကြောင်လာထဲမှာရှာနေတာစာသားရှာတော့လေလုံးဝမတွေ့တော့အဲ့လိုလေကျမညကလေးမနေ့ရောက်ခါနေအထိအဲ့လိုရှာတယ်အဲ့လေနောက်ဆုံးကျတော့စာသားတအားမိုးတော့လေအဲ့လေဖះရဲတဲ့ကိုတော်ပြမလဲလို့ပြောတယ်အဲ့လေဖះကလုံးဝသူ့ကိုအကူရောင်မပြဘူးကဲရှုံးပြီလားတဲ့ဘုရားကပြောတာစာတိုင်ငါ့ကိုရှုံးပြီလားတဲ့ရှုံးပြီတဲ့တကယ်ရှုံးပြီလားဆိုရှုံးပြီတကယ်လားဆိုရှုံးပြီဆိုတာဝန်ခံပြီလားတဲ့ငါ့ကိုရှုံးပြီဆိုတာဝန်ခံပြီလားတဲ့ဘုရားအဲ့လိုပြောတာအဲ့လိုပြောတော့စာတတကယ်ကိုဝန်ခံပြီတဲ့အဲ့ဒီခါမှာလေစာတဘုရားကဘယ်တဲ့ဒီဟိုထွက်လာလဲဆိုလို့စာတရဲ့ငါတဲ့မြင့်ခုံးဝေးပေါ်မှာလေဒီနားမှာဘုရားရှိတာစာတရဲ့ဒီနားမှာလေဘုရားကဘယ်လိုမျိုးနဲ့ပဂတိကုနဲ့အဲ့မှာရက်မှကျွန်တော်တို့သူမြေခုံးဝေးပေါ်နေဘုရားကိုဆိုစင်းလာတာ